ဇလန်းဟာ Chinatown Channel တုံးမှာစတင်ခဲ့ပါတယ်။ပုဂ္ဂလိကစုံထောက် Walter ဟာသူ့နောက်ကိုလူမိုက်တွေလိုက်နေတာကိုသတိပြုမိပြီးအရေးကြီးတဲ့ပါဆယ်ထုတ်တစ်ခုကိုစာတိုက်ပုံးနဲ့အမြန်ထည့်လိုက်ပါတယ်။ဒါပေမဲ့သူဟာလမ်းမပေါ်အရောက်မှာပဲဘန်ကားတစ်စီးနဲ့တိုက်တက်ခံလိုက်ရပါတယ်။ Walter မှာတား2ယောက်ရှိပါတယ်။တားကြီး James ကဟာဝိုင်ယီမှာအခြေစိုက်တဲ့ရေတပ်ကွန်မန်ဒိုတအုပ်ဖြစ်ပြီးတားငယ် Johnny ကတော့အိုကလာဟိုးမားမှာရဲအဖြစ်အလုပ်လုပ်နေသူပါ။သူတို့ညီကိုဟာ Walter ရဲ့ဖောက်ပြန်မှုတွေကြောင့်ငယ်စဉ်ကတည်းကစိတ်ကားခဲ့ကြသူတွေဖြစ်ပါတယ်။အဖေဖြစ်သူရဲ့နာရေးကိုတက်ရောက်ဖို့အတွက် Johnny တယောက်ဟာဝိုင်ယီကိုပြန်ရောက်လာပါတယ်။ဒါပေမဲ့နာရေးမှာတင်ညီကို2ယောက်ဟာရန်ဖြစ်ကြပါတော့တယ်။ Johnny ကသူ့အဖေတည်ဆုံမှုဟာမတော်တဆမဟုတ်ပဲလုပ်ကြံခံရတာလို့ယုံကြည်နေပေမဲ့ James ကတော့သူ့ညီကိုပြဿနာရှာတဲ့သူလိုပဲမြင်နေပါတယ်။စုံစမ်းရင်းနဲ့ Walter အခန်းထဲကနေလျှို့ဝှက်အိမ်ပြပုံစံ blueprints တွေနဲ့ digital ပတ်စံအိတ် cold wallet တက်တွေတွေကိုရှာတွေ့ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့သူတို့2ယောက်ဟာမတူညီတဲ့စရိုက်တွေကိုဘေးဖယ်ထားပြီးအဖေဖြစ်သူကိုတတ်ခဲ့တဲ့တရားခံအစ်စ်ကိုရှာဖို့လက်တွဲလိုက်ကြပါတယ်။အမှန်တရားတွေပေါ်လာတဲ့အခါ Marcus က James ရဲ့ဇနီးယာနဲ့တငယ်ချင်းမလေးရနဲတို့ကိုပြန်ပေးဆွဲသွားပါတယ်။ James နဲ့ Johnny တို့ဟာလက်နက်အပြည့်စုံနဲ့ Marcus ရဲ့အိမ်ကြီးကိုဝင်ရောက်စီးနင်းခဲ့ပါတယ်။ James ကအိမ်ထဲကလူမိုက်တွေကိုတယောက်ချင်းရှင်းလင်းနေချိန်မှာ Johnny ကတော့ထွက်ပြေးဖို့စူးစမ်းနေတဲ့ Marcus နောက်ကိုလိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ပြင်းထန်တဲ့လက်ဝှေ့ထိုးပွဲတွေဘုံပေါက်ကွဲမှုတွေအပြီးမှာ Marcus တည်ဆုံသွားပြီးအုပ်ချုပ်ရေးမှူးဖြစ်လို့လည်းအဖမ်းခံခဲ့ရပါတယ်။ဇက်သိမ်းမှာတော့ညီကို2ယောက်ဟာအတိတ်ကနာကြီးချက်တွေကိုခွင့်လွှတ်လိုက်ကြပြီးပြန်လည်တင်းမြတ်သွားကြပါတယ်။ Johnny ဟာသူ့အမေကိုတတ်ခဲ့တဲ့သူရဲ့အမိပါတဲ့စာရွက်ကိုလက်ထဲရခဲ့ပေမဲ့ကလဲစားချေခြင်းထက်မိသားစုနဲ့အတူအေဂျင့်နဲ့ဘဝတစ်ကိုစတင်ဖို့အတွက်အဲ့ဒီစာရွက်ကိုမိရှုဖျက်ဆီးပစ်လိုက်ပါတော့တယ်။